ကဲပါထားပါအဲ့ဟိုပွဲအကြောင်းမပြောခင်လေဘလို့ဘာစကြင်တော့ကိုပါမပါအောင်လည်းစကြင်မှာအဲ့ဒီနေ့ပါတယ်နဲ့ပွဲကတော့နောက်ဆုံးပဲပြောလိုက်ပါတော့ဟုတ်ပါတယ်โอเคအဲ့ဆိုကိုပါမကနေစလိုက်အောင်ကိုပါမတော့ပွင့်လင်းပြီးတော့နော် Chelsea fan တွေကြည့်နေတော့ကြိုက်မှာတော့မဟုတ်ပါဆိုတော့တဲ့င်းကအရင်ကြီးအဲ့လို reliable ဖြစ်တယ်လို့သတ်မှတ်ရလောက်အောင်လောက်ဒီကြီးကြတာမဟုတ်ဘူးနဲ့ဒါပေမဲ့ gossip အနေနဲ့သာရှိတော့ကြောင့်ဒါပေမဲ့ပြောချင်လို့ပဲပြောလိုက်တယ်ဗျာသိလားအခုကတော့ပြောချင်လို့ဒါပေမဲ့ရွေးပြီးပြောလိုက်တယ်ပေါ့အဲ့လိုမျိုးပေါ့ဆိုတော့ကိုပါမကလောလောဆယ်မှာဆိုရင်ကသူက Manchester သားဆိုတာလည်းအကုန်လုံးသိနေရပဲကွာပြီးတော့ United ကရင်တော့ boyhood fan ဆိုတာလည်းသိတယ်ပြီးတော့Ronnie ကိုသူ idolize လုပ်ထားရဲဆိုတာလည်းသိတယ်သိရမလားပြီးတော့အကုန်လုံးမှာပဲဒါပေမဲ့ဘယ်လိုပြောမလဲခိုးပါမှာကြတော့အခုလောလောဆယ်ကကြတော့ကိုဒီနဲ့ကနည်းနည်းလေးအဲ့လိုမျိုးသူလာတဲ့နေရာရောပါအောင်နဲ့ background ကိုသွားပြီးတော့သွားတိုက်ဆိုင်တယ်လို့ထင်တယ်ဒါပေမဲ့တင်ကတော့ reliable ဖြစ်တယ်လို့မထင်ဘူးရေးထားတာကလည်းအဲ့လိုမျိုး Sky Sport ကဆိုပြီးတော့သူတို့ဒီ speculation ကွာအများစုကဒီ reporter နှစ်ယောက် discuss လုပ်ချတဲ့ပုံစံမြင့်ဆိုတော့တကယ်ရေးရတာဗာလဲဆိုတော့ Express လားမသိဘူးခုရှိတယ်အဲ့ဒီ Express ကလည်းကိုရီသတင်း source ဖတ်နေတဲ့လူတွေဆိုရင်ပုံမှန်ဖတ်ဖြစ်နေတဲ့လူတွေဆိုသိပါတယ် Express ဆိုတာဘာမှလို့ consider တော့လုပ်တဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ရေရှည်မှာတော့မျောလင်းလားမင်းတော့မျောလင်းထားပါတယ်ဝင်လင်းပြောရရင်မသိရမလား expectation လေးတော့ရှိတယ် expectation ဆိုတာဒါက hope လည်းဖြစ်သွားနိုင်တယ်ဟောသိလားတကယ်ဘာမှမဟုတ်တော့ဘဲနဲ့ဘာမှမဟုတ်နေတဲ့တကယ်ဖြစ်မလာတဲ့ hope တစ်ခုလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ expect လုပ်ထားတယ်ဒါကြောင့်တနေရာမှာတော့စူးစမ်းမလားဟောသိရမလားအဲ့လိုပုံစံမျိုးလေးတော့သူုံနဲ့မော်ဂန်ရောဂျာနဲ့နှစ်ယောက်ထဲတစ်ယောက်ကိုတော့ဟိုအဲ့ AM နေရာတော့ like စီခြင်းတယ်ဆိုတော့ Bruno ရဲ့ successor သူတို့နှစ်ယောက်ပဲမြင်တယ်အခုလောလောဆယ်အဲ့နှစ်ယောက်ထဲတစ်ယောက်တော့လိုချင်တယ် at least ဆိုတော့ဒါပေမဲ့ဖြစ်လာမဖြစ်လာတော့ကြည့်ကြတာပေါ့ဒါပေမဲ့လောလောဆယ်အနေထားကတော့အဲ့တဲ့ရင်ကတော့ဘာမှတော့မရှိပါဘူးဒန်နီယောဘယ်လိုထင်လဲသူပြောလိုက်တဲ့ပုံစံလေ Sky Sport reporter ရဲ့ဟိုဟာကိုကျွန်တော်ကြည့်လိုက်တယ် video ကြည့်လိုက်တယ်ဒီက opinion piece တဘောမျိုးနဲ့သူပြောရတာပါခိုးပါမအနေနဲ့စိတ်ဝင်စားနိုင်တယ်ဆိုတဲ့ပုံစံမျိုးပြသိရလားဒါပေမဲ့ဟို Freddy ကြောင့်ပြန်ဆန်းခိုးပါမလေ Manchester သားဖြစ်တဲ့အပြင်ဗျာဒီ Manchester မျိုးဆိုတာ UK မှာတက်တိယအကြီးဆုံးမျိုးပြတယ်လားပြီးကြတော့ဟိုဟာလေခိုးပါမလာတဲ့နေရာ Rush နဲ့တူတူပဲလေ Winter Show လာဒီကောင်းလဲ Winter Show မှာမွေးရဘူးအဲ့ရက်ကွက်ကိုလုံးဝညီနေတဲ့အားပြရဗျာ basically Man City ပြည်သက်တွေက stock ပေါ်မှာလာပြောဆိုတော့အဲ့လေးသူကြည့်နေတယ်ဗျာဒီကပြီးတော့ပြောချင်တယ်ဗျာကျွန်တော်ဒီဆမ်မာမှာတော့မထင်ဘူးခိုးပါမလာမယ်လို့ဗျာဒီဆမ်မာမှာတော့လုံးဝဖြစ်နိုင်ကြည်ဘလို့မှမရှိဘူးတရားကန်လုံးရှိရဆိုတော့ white တရားကန်လုံးဖြောက်ထားတယ်ကျွန်တော်တို့ဘလို့မှဖြစ်နိုင်ပဲဒါပေမဲ့ကဲလို့ကျွန်တော်တို့ဒီရာဒီကုန်ကြ European competition ဝင်တယ် Champions League ဝင်တယ်ပဲဆိုပါဆို if no big if ဝင်သွားပြီနောက်ရာဒီ Chelsea ရဲ့လာရလို့ကျွန်တော်လည်းမမြင်နိုင်ဘူးကျွန်တော်ရဲ့လာရလည်းကောင်းစေချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီနာမည် transfer မှာဘယ်လိုမျိုးကျွန်တော်တို့ act လုပ်မှာဘယ်လိုမျိုး recommend လုပ်မှာကျွန်တော်တို့အတင်းဒီထက်ပို့ပြီးတော့အတင်းလိုက်ထက်တက်သွားရင်ကျွန်တော်နောက်ထပ်2027ဆမ်းမှာကျွန်တော်ကတော့မြုံနေချင်တယ်ဟိုမှာပြောဆိုရင်အလောက်နေရမျိုးအလောက်ကြီးစပြီးတော့ဗျာတကယ်ငါတို့ဟုတ်ကိုရှင်သန်မှုတော့ငါစပြီးတော့မြုံနေမယ်ဆိုတဲ့စိတ်လေးထားချင်တယ်ဒီ transfer တော့မလုပ်ဖြစ်နိုင်ဘူးဆိုတော့ Chelsea ကဗျာအရင်တော့ Abramovich လက်ထက်မှာဆိုရင်သူတို့ untouchable တွေရှိရဗျာ Rory Jane ပြောသွားကျွန်တော်တို့ပြောကြတော့ပါပြီးတော့ Liam Rosina လည်းသူပြောသွားတယ်လေအဲ့ rumors မှာ truth နည်းနည်းလေးပါတယ်ပေါ့ဗျာပြောချင်တယ်ဗျာအဲ့တော့ဖြည့်ကောင်းလည်းဖြစ်နိုင်တယ်ဖြည့်ချင်မှလည်းဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါအဲ့ဒါကို Rory Jane နဲ့ဟုတ်တယ်အဲ့ကောင်ဟို overlap မှာသူပြောသွားတဲ့အဓိပ္ပာယ်က overlap မို့ talk sport မှာကျွန်တော်လည်းခဏထားလိုက်တယ်သူကအဲ့လိုမျိုး तू Chelsea ပြည်သက်နေတယ်ဗျာ तू အဲ့လိုမျိုးပြောသူသဘောမကျဘူးသူရဲ့ manager ဘာလို့ဆိုတော့သူတို့ Abramovich ခေတ်တော့ဆိုရင်ဗျာဒီ untouchable တွေရှိရတယ်ပေါ့ Chelsea မှာဘာလဲအဲ့ခေတ်တော့ Kanté တို့ဒီဘာလို့ဆို untouchable ဗျာဒါပေမဲ့မနစ်ကရာဒီတော့လည်းတဲ့ Chelsea က Maduaki ရောအဲ့လိုမျိုး brief တွေအရန်လွင့်ပြီး PR brief တွေအရန်လွင့်ပြီးတော့သူတို့ဒီ summer မှာလည်းဟို Arsenal ရောင်းလိုက်တယ်ဗျာအဲ့တော့ Obama case ကလည်းမဖြစ်နိုင်ဘူးလို့သူအနေနဲ့မပြောလို့မရဘူးပေါ့ဘာလို့ဆိုတော့ဒီလက်ရှိ Chelsea လက်ရှိ new ownership ကဗျာဒီသူတို့ရောင်းဆိုတဲ့သူတို့အတွက်စိတ်ကြိုက်ငွေတစ်ခုရသူတို့ရောင်းမယ်ဆိုတဲ့အထက်မှာပါတယ်ဆိုတော့ကျွန်တော်တို့လည်းညွှန်ချက်ရှိရလားလို့ဗျာသိလားအဲ့လိုပြောသိကြည့်မယ်ဆိုရင်ဘာလို့ဆိုတော့သူတို့မှာဗျာလက်ရှိမှာခိုးပါမရဲ့ဒီဘယ်လိုပါလဲ Marcus Kaiser တို့ရဲ့ Reece James တို့ပါတော့ဒါ Abramovich ကိကချင်းမယ်ဆိုတော့ untouchable လို့ကျွန်တော်ပြောလို့ရဗျာဒါပေမဲ့နောက်ဆမ်မာကနေစပြီးခိုးပါမအကြောင်းကိုကျွန်တော်တို့တွေးချင်တွေးလို့ရလားလို့ကျွန်တော်အဲ့လိုပဲမြင်မိတယ်ကျွန်တော်တို့လာရလဲတကယ်ဒီ incline တောင်းမယ်ဆိုရင်ပြောပြကြကျွန်တော်ဒီ transfer မှာဒီစာရေးလုပ်မယ်ပြီးကြရင်တော့ United ကနောက်ရဒီမှာ broadcasting တွေပါလဲ review တွေဒီတက်ပို့ပြီးတော့ကောင်းလာမယ်ဆိုရင်ကျွန်တော်တို့ဘာကြောင့်စိတ်ကူးမရင်လို့ရမှာ2029ကစပြီးတော့ပြောတာ2029ကစပြီးတော့ရောက်ချင်မှရောက်လာတယ်ဒါပေမဲ့အဲ့မှာစပြီးတော့ရင်ခုံလို့ရလာလို့ဗျာကျွန်တော်ကတော့
ခုံရင်ခုံချင်တယ်ကျွန်တော်ဆိုတော့လေဒီလားဘာလို့သူပြန်မလာ သူနည်းနည်းတော့ဟိုကတော့ဖြစ်ပါတယ်သူ contract ကပြီးတော့ prison contract ကြီး2033ထိလောက်မသိရှိနေတာဆိုတော့မလွယ်ပါဘူး but တကယ်တမယူရစင်တာ request လုပ်ရင်တော့သူတို့ညင်းလို့မရဘူးလေ player ကို request ဆိုရင်တော့ valuation ရ automatic ကျသွားမှာပဲဗျာတည်ရမှာအဲ့တော့တရားတော့ကကျွန်တော် outtake ကတော့ပေးရအောင်ပဲတေးကြရဗျာဒါပေမဲ့2020ကောင် why not တရားကနေ130လောက်ပေးရမှာ အဲ့ပေါ့အလောက် range တော့တွားမယ်တရားတော့လုံးဝ outtake တွားလိမ့်မယ်ဗျာကိုဘာမရဲ့လက်ရှိစီရလေ but သူဘန်ဒန်တို့ e-set တို့တော့မှအဲ့လောက်ဆိုတော့သူလည်းအဲ့လောက်သွားမှာပဲဒီသိလား dream ကျင်တယ်မလားကျွန်တော်တို့ dream ကျင်တယ်ဗျာကျွန်တော်အဲ့ဒါ Chelsea နောက်ရသေးဘလို့ဖြစ်မလို့တိလို့လား Freddy ကျွန်တော်လည်းမသိဘူးဗျာတင်မှာဒါပေမဲ့ဒီကောင်တွေလည်းအသက်ဘက်ကိုပဲသွားချင်တာပဲတင်နိုင်ရအောင်လေဆိုတော့ကျွန်တော်ပြောကျွန်တော်တို့ကပို့ပြီးတော့နေတာဝိုင်းကိုပေါင်းဘက်ကဘာလို့ကျွန်တော်တို့က confuse မလုပ်နိုင်ရမှာတော့ကျွန်တော်ပြောတယ်ကျွန်တော်တို့ဘက်ကလည်းအခုချိန်နဲ့တာနေရမယ်ဟုတ်တယ်ဒီကအဲ့လိုမျိုးပါနောက်နေ့ဟိုဒန်နီပြောသလိုဆိုဒီနှစ်ကတော့ဘာမှထူမှာမဟုတ်ဘူးတကယ်လို့နောက်နှစ်ဒီလိုချိန်မှာကိုရီးယားတကယ် better place Chelsea တက် superior position မှာရှိနေတယ်ဆိုရင်တော့ maybe he will think about that after a year ဒါပေမဲ့လောလောဆယ်ကတော့အရင်ကြီးကိုဘလို့မဖြစ်နိုင်ဘူးဘလို့မဖြစ်နိုင်ဘူးစမ်းပါပဲဒီလား